မင်္ဂလာပါရှင်ကဘာစီပိုင်းနဲ့နိုင်ငံတကာစီရေးတင်မာမှုတွေကြောင့်အထူးထိန်းတန်းသွားစီမဲ့ရှေ့လဲပိုင်းဒေသကအရေးပေါ်နောက်ဆုံးရသတင်းကိုတင်ဆက်ပေးပါမယ်ရှင်မိမိတို့ရဲ့ပိုင်းတဲ့နယ်မြေကို American စစ်တပ်ကထပ်မံတိုက်ခိုက်ခဲ့တာကိုတုံ့ပြန်တဲ့အနေနဲ့အီရန်နိုင်ငံဟာကမ္ဘာရင်းနှံလမ်းကြောင်းဖြစ်တဲ့ Hormuz လက်ကြားကိုတင်မောရီတွာလာလူမီယာလုံးဝပိတ်ပစ်ဖို့ဆုံးဖြတ်လိုက်တယ်လို့အီရန်လက်နက်ကင်တပ်ဖွဲ့ရဲ့ Garden al-Anbiya ဗဟိုဌာနချုပ်ကနေချက်ချင်းကြေညာလိုက်ပါတယ်ရှင်အီရန်ဆိုရရုပ်သံလိုင်းကထုတ်ပြန်ချက်ကိုကိုးကားပြီးဖော်ပြရမှာတော့လက်ရှိအချိန်မှာဒေသတွင်းလုံခြုံရေးအခြေအနေမရှိတော့တဲ့အတွက်ကြောင့်မလို့အခုချက်ချင်းပဲဟော်မုစင်လက်ကြားကိုရင်းနှတင်တင်မော်ရီနဲ့ကုန်တင်တင်မော်ရီအပါအဝင်ဘလူးတင်မော်ရီမဆိုဖြတ်တန်းသွားလာခွင့်မပြုတော့ပဲပိတ်လိုက်ပြီးဖြစ်ကြောင်းတရားဝင်ကြေညာထားပါရဲ့ရှင်။ဒါအပြင်အဆိုပါချဲချာကြတဲ့ရေလက်ကြားကိုဖြတ်တန်းမှုကျူးစားလာတဲ့ဘလူးကိစ္စမျိုးကိုမဆိုအီရန်စစ်တပ်ဘက်ကပြန်လည်တိုက်ခိုက်သွားမယ်လို့အပြင်းထန်သတိပေးထားပါရဲ့ရှင်။အခုလိုဂျင်းငါကျထွက်ပေါ်လာတဲ့တကိုင်နဲ့အီရန်တော်လှန်ရေးအဆောင်တက် IRGC ရဲ့ရေတပ်ဘက်ကလည်းဟော်မုစလက်ကြားကိုဖျက်ဆီးမှုစူးစမ်းခဲ့တဲ့ကုန်သွယ်ရေးတင်မောနစီကို၎င်းတို့ဘက်ကအခုပဲစတင်တက်ခိုက်လိုက်ပြီလို့အတီးပြုပြောကြားထားတာကြောင့်အခြေအနေဟာအလွန်ကိုစိုးရိမ်စရာကောင်းနေပါရဲ့ရှင်။ American ရဲ့စီးရီပရိပခါဟာရဟန်ရင်ပြချမှု6စက္ကန့် drone နဲ့တိုက်ခိုက်မှုတွေကနေတဆင့်အခုအခါမှာတော့ကမ္ဘာအတီးကရင်းနဲ့တင်မှုရန်လမ်းကြောင်းကြီးကိုပိတ်ဆို့ပြီးတင်မော်တွေကိုပါစတင်ပြစ်ခတ်တိုက်ခိုက်လာတဲ့အထိအဆိုးရွားဆုံးအဆင့်ကိုရောက်ရှိလာတဲ့နောက်ဆုံးရနိုင်ငံတကာစီးရေးသတင်းအချက်အလက်ကိုတင်ဆက်ပေးခဲ့တာပဲဖြစ်ပါရဲ့ရှင်။